အလောကလက်လာပါတွေရှင်ပြပြီးတော့အလောကအလူပညာကြီးတွေနဲ့အင်းဒီစောက်ကားတွေဝဲဟမ်ဝမ်းသာပါတယ်ဒီမှာအိမ်မဆောက်ဘူးကျွန်တော်ဘဝနေမိသားစုများကြည့်ပါဦးဟုတ်တယ်အဲ့ဒီအပေါက်ပြဲလေးတွေပြဲမှာတော့သူ့ရဲ့အများကြီးရတာဟိုကထိုးလိုက်ဒီကထိုးလိုက်ကျွန်တော်ဘော်လေးကြီးဆိုပြီးတော့စီးလိုက်တဲ့ကား9ညကန်ကား9စီးလောက်ပြောင်းစီးပေါ်냐တော့မကြီးဒီလေးယူရက်လာသူချင်းနေစားလေးနဲ့သူ့မဟုတ်ဘူးလေးပဲရတာအဲ့လောက်ကြီးများတာအဲ့ဒါဆိုသူ့တော့က3ရက်လောက်ကိုစားလို့ရတယ်ဒီလေးအဲ့လိုမျိုးယူရက်တယ်ဒီလာလိုက်တာဒီလေးဟာမင်းပြောတာနဲ့ယူရမလို့ယူရဖြစ်သွားပြီဘယ်လိုလုပ်မသိဘူးအော်ကခလေးကိုကတော့ကလေးကိုမပုတ်ပြရအောင်ခလေးကဆူချနေတာမဟုတ်ဘူးလာယူပါကွာရှက်သွားတာစိတ်ထဲမှာတော့ဒီ9000စလည်းငါတယ်မစိတ်ဘူးလားအဲ့ဒါဈေးဥပါခလေးကဆူချနေတာမဟုတ်ဘူးပိတ်တဲ့ရှင်မှာထောင်းတယ်ဘုရားကြီးပြောနေတယ်မယူခဲ့ကျွန်တော်မော်လမြိုင်မှာနေခေါင်းကန်ဘာဖြစ်လို့လဲစီးကြီးတယ်အမေကလည်းမလို့ဓာတ်ပေါ်လေးချင်တယ်အတင်းပြောနေကလုံးစီကြည့်တယ်မှန်လာနေကြရင်ဒီထဲမှာဝိသုတို့လည်းကားဖို့ချီပြီးလိုက်တော့တဲ့300ကျော်တဲ့အဲ့ဒါဦးပြောပြမယ်တော့မှဟိုမှာစီပစ်တစီရှိကိုကြီးမရှိဘူးအဲ့ဒါလေးတွားပြီးအခုချိန်တော့ဖြုတ်လိုက်မိလေးနော်အဲ့ဒါမှလည်းဖြုတ်သွားနော်တော့ဖြုတ်လိုက်တယ်ကလေးကအမှန်တော့အဲ့ဒါဥကားပဲဖြုတ်ဟာဥကားဒီနေ့ကဟာလာအဲ့ဒါလေးကဒီနားမှာကားမဲကြီးရှိတယ်ကားမဲကြီးကြီးတယ်အဲ့ကားကြီးကတရမ်းတယ်ရှော့တော့တာသူကားတယ်မို့လူတွေကပေါ့